ဝေထိုးလေးရေးတဲ့အခါမှာသဝေထိုးလေးကိုများသောအားဖြင့်တော်တော်များများမှားနေကြတတ်တဲ့အမှားကအပေါ်ကနေဆွဲရှာတာပေါ့နော်အမှန်တော့မဟုတ်ပါဘူးသဝေထိုးရေးနည်းအမှန်သည်အောက်ကနေပြီးတော့ရေးတာပါအောက်ကနေကွေးလေးရေးပါတယ်အဲ့တော့ကလေးတွေမှာလည်းမှားနေတာတွေ့ရတဲ့အတွက်ကြောင့်သဝေထိုးရေးနည်းသည်အောက်ကနေစပြီးတော့ဆွဲတယ်ပေါ့နော်ပြီးသွားတဲ့အခါမှာရှာပင့်ရေးတဲ့အခါမှာရှာပင့်က2ချက်ဆွဲရပါတယ်အဲ့တော့အောက်ကို1ချက်ဆွဲရှာပါတယ်ပြီးတော့ဘေးကနေလာမယ်2ချက်အဲ့တော့ရှာပင့်ကိုလည်းပဲတချို့က1ချက်လေးဆွဲရှာနေတာတွေ့ရပေါ့နော်အဲ့တော့ရှာပင့်ရေးနည်းအမှန်ဒီ1ချက်2ချက်ပါပြီးသွားတဲ့အခါမှာရှားရစ်ရေးတဲ့အခါမှာရှားရစ်ကတစ်ချက်တည်းပဲဆွဲပါတယ်တစ်ခါတည်းပဲဆွဲပါတယ်နော်ရှားရစ်အဲ့တော့ညီညာလေးနဲ့လက်လေးထိန်းပြီးတော့ရေးမှသာလျှင်ရာရစ်ကလှမှာပေါ့နော်အဲ့တော့ရှားရစ်ဒီတစ်ချက်တည်းဆွဲပါတယ်ပြီးတော့ရှားပင်ဝဆွဲကို2ချက်ဆွဲပြီးရာပင့်ရင်းနှီးမှန်တိုင်း2ချက်ဆွဲပြီးတော့ဝါဆွဲရေးရလည်းရှိရပေါ့နော်ဒါပေမဲ့လှလှလေးရေးရှင်တဲ့အခါမှာဘယ်လိုမျိုးရေးလို့ရလဲဆိုတော့ရာပင့်ကိုအောက်ကို1ချက်ဆွဲမရှာတော့ဘဲနဲ့ဘေးကနေပဲ1ချက်ကိုဆွဲပြီးတော့ဝါဆွဲလေးအဲ့နေရာမှာထည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်လှပပလေးတသက်ရရလေးထွက်လာတာတွေ့ရမယ်ပေါ့အဲ့တော့ဒီလိုလေးရေးလဲရပါတယ်ဒါလေးဆိုရင်ရပင့်ဝါဆွဲလေးကလှလေးမြင်ရမယ်ပေါ့နော်အဲ့တော့ဘေးကနေပြီးတော့တစ်ချက်ဆွဲရှာမယ်ပြီးတော့မှဝါဆွဲလေးထည့်လိုက်မယ်ပေါ့တချို့ရပင့်ကို2ချက်ရေးနေကြအတိုင်းရပင့်2ချက်ဆွဲဝါဆွဲရေးတာလည်းရှိပါတယ်เนาะအဲ့လိုလည်းရေးလို့ရပါတယ်အဲ့တော့အဆင်ပြေတယ်လို့ရေးလို့ရတယ်ပေါ့နော်လှလေးရေးချင်တယ်ဆိုတဲ့သူတွေကဒီလိုပုံစံလေးရေးလို့ရတယ်ဆိုတဲ့အကြောင်းရေးပြတာပါပြီးတဲ့အခါမှာရာရဲဝဆွဲရေးတဲ့အခါမှာရာရဲဝဆွဲကိုလည်းလှလေးရေးချင်တယ်ဆိုရင်တစ်ချက်အောက်လေးမှာအလွတ်လေးထားပြီးတော့အဲ့နေရာမှာဝဆွဲလေးကိုထည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ရာရဲဝဆွဲလေးလည်းလှပပတသက်ရလေးမြင်ရမှာဖြစ်ပါတယ်ပြီးတော့အသက်ရေးနေပေါ့နော်အသက်ရေးတဲ့အခါမှာအသက်ကိုအောက်ကမူလပြီးစလုံးထက်နည်းနည်းလေးတစ်စိုက်သေးပြီးတော့ရေးရမယ်ပေါ့နော်ဒါမှသာလျှင်အသက်လေးကလှပလေးပြီးတော့ရှေ့လေးကိုစိုက်မယ်ပေါ့ပြီးတော့တချို့အသက်ကိုအပေါ်ကဆွဲချနေရမြင်ရတယ်အပေါ်ကမဆွဲပါဘူးနော်အသက်ကလေးကအောက်ကနေပြီးတော့ဖြည်းဖြည်းလေးနဲ့လှလေးဝိုင်းဝိုင်းလေးဆွဲရ